ထိုင်းကအထူးကုဆရာဝန်ကြီးနဲ့အခမဲ့ဆွေးနွေးတိုင်ပင်ခဲ့တဲ့အတွေ့အကြုံလေးပြောပြပါမယ်ရှင်။အင်းရလိတ်ဟိုတယ်ဝင်းက YCC မှာကျင်းပနေတဲ့ထိုင်း Expo ရန်ကုန်ပွဲမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာဆိုင်ကန်းပေါင်း100ကျော်ပြသတဲ့အထင်အမှာ Prince Hospital Suvarnabhumi ဆိုတဲ့ booth မှာအခမဲ့ဆွေးနွေးတိုင်ပင်ခဲ့ရပဲဖြစ်ပါတယ်။ဘုနမက်က A2 ဖြစ်ပြီးတော့ပွဲတဲ့ဝင်ချင်းဘယ်ဘက်ကို꿰ပြီးတော့တက်တက်လျှောက်သွားလိုက်လို့ရှိရင်ဘုကိုတွေ့ရမှာပါဒီစီးရုံကြီးရဲ့ဆောင်ပုဒ်ကတော့ Premium Standard and Affordable Price တဲ့အစစ်မြင့်ခင်မီတဲ့ဝန်ဆောင်မှုတွေကိုသက်သာတဲ့ဈေးနှုန်းနဲ့ဝန်ဆောင်မှုပေးနေရလို့သိရပါတယ်ထိုင်းနိုင်ငံတဝန်းလုံးမှာပြည်နယ်ပေါင်း15ခုမှာဆေးရုံခွဲပေါင်း19ခုကိုလည်းတည်ဆောက်ထားတယ်လို့သိရပါတယ်။အဲဒီမှာထိုင်းနိုင်ငံရဲ့နားနှာခေါင်းလဲချောင်းအထူးကုဆရာဝန်ကြီးနဲ့အယိုးအကျော်အထူးကုဆရာဝန်ကြီးကအခမဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပေးနေလို့လူမြတ်အနေနဲ့နားနှာခေါင်းလဲချောင်းအထူးကုဆရာဝန်ကြီးနဲ့ပြပြခဲ့ပါတယ်။ဒီ medical package တွေကိုလည်း promotion ချပေးနေတယ်လို့medical check-up လုပ်ရင်လည်း buy one get one နဲ့ရအောင်ပါပါ။ပွဲကတော့ဇွန်လ9ရက်6ရက်9ရက်ကျင်းပတာပါ။ဒီ Prince Suvarnabhumi ဆေးရုံကြီးနဲ့ပြသတိုင်ပင်ခြင်းနဲ့ဆိုရင်ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။ Bye bye